ယောက်ျားလေးနဲ့မိန်းကလေးမှာဆိုရင်များသောအားဖြင့်တော့မိန်းကလေးမှာမနာလိုဝင်တိုစိတ်ရှိကြရပေါ့နော်အဲ့ဒီအကြောင်းအရာလေးကိုစာရေးဆရာကရေးသားထားတဲ့ဇာတ်ဝင်ခန်းလေးပါဒီမှာဆိုရင် she didn't even want to overhear it by accident ဒီ Andrea ဆိုတဲ့အမျိုးသမီးอ่ะပေါ့နော်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးတောင်မှနှစွန်းနှပြအနေနဲ့တော့မကြားနိုင်ဘူးမကြားခြင်းပေါ့နော်အဲ့တော့ overhear ဆိုတာကဒီမှာနှစွန်းနှပြအမှတ်တမဲ့တောင်မှသူမကြားခြင်းဘူးတဲ့အဲ့ဒါဘာကြောင့်လဲဆိုတော့ဒီ Andrea ဆိုတဲ့အမျိုးသမီးကဒီ Julie ဆိုတဲ့ပေါ့နော်ဇလိုက်မင်းသမီးကိုသူကမနာလို့ဖြစ်တာအဓိကတော့ Julie ဆိုတဲ့အမျိုးသမီးမှာချစ်တဲ့သူတွေဝိုင်းဝိုင်းလဲပြီးတော့သူ့မှာယောက်ျားလေးအများကြီးပဲသူ့ကိုကြိုက်ကြရပေါ့နော်အဲ့တော့အမျိုးသမီးကသူ့ရဲ့ဒီမနာလိုတဲ့စိတ်ကိုစာရေးဆရာပေါ်လွင်အောင်ရေးသားထားပေါ့နော်ဒီစာကြောင်းလေးဆိုရင် Albert that just makes your blood bubble with jealousy ဟမ်အဲ့တော့ငါပြောရတဲ့ပေါ့နော်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့မင်းရဲ့နှလုံးသွေးတွေကိုဒီမနာလိုဝင်တုံမှုတွေနဲ့ပုတ်ပတ်ဆူသွားစေရပေါ့ပြောရမယ်ဆိုရင်ဒီစာကြောင်းလေးလှရပေါ့နော်ဒီစကားလုံးလေးကိုသုံးလို့ရအောင်လို့ပြန်ပြီးတော့ share လုပ်ပြလိုက်တာပါဒီမှာတစုံတစ်ခုကတစုံတစ်ခုကြောင့်ကိုယ့်ရဲ့စိတ်ထဲမှာမနာလိုတာပဲဖြစ်ဖြစ်တဝင်တူတာပဲဖြစ်ဖြစ်အဲ့လိုဖြစ်သွားပြီဆိုရင်စိတ်ခံစားချက်ပေါ့နော်အဲ့ဒါဆိုဒီလိုမျိုးလေးသုံးလို့ရပါပေါ့နော် for example my blood is bubbling with jealousy ပေါ့နော်ငါရဲ့နှလုံးသွေးတွေကတကယ်ကိုပူလောင်နေတဲ့ဒီမနာလိုမှုတွေနဲ့ပေါ့နော်ဒီလိုမျိုးလေးလည်းသုံးလို့ရပါတယ်ဒါလေးကိုပြန်ပြီး share လုပ်ပြလိုက်တာပါကျေးဇူးများတင်ပါတယ်ရှင်